Hello မင်္ဂလာပါရှင်မဟာဒီရဲ့ဟင်းချက်ဗီဒီယိုအနေနဲ့ကြိုဆိုလိုက်ပါတယ်ရှင်။ Ohayou gozaimasu အခုမဟာဒီဒီနေ့ပါရှက်ပြမှာဆိုအခုဒီဗီဒီယိုမှာမြင်နေရတဲ့အတိုင်းကော်ဖီထုတ်ကိုရှက်ပြမှာဖြစ်ပါတယ်ရှင်။အသားဟင်းနဲ့လည်းစားရတာအင်းနေပြီမို့လို့ဆိုင်မှာလည်းမဝယ်စားရှင်ပါဘူး။ဒါကြောင့်ကော်ဖီထုတ်လေးစီမဝယ်လာပြီးတော့ချက်စားလိုက်ပါတယ်ရှင်။ကော်ဖီထုတ်ကိုခုတ်ပါမယ်။မောင်ရင်ရွာပါထက်ရှက်မယ်ဆိုပြီးတော့အရွက်ကိုဖယ်ပြီးတော့ကျန်တာပဲချက်စားလိုက်ပါတယ်။ကိုကြောင့်တွေ့ရများတယ်လို့ပါ။အဲ့ဒီလိုလည်းနောက်ကစင်ရတော့ခရင်ချင်တီကိုခုတ်ပါမယ်ရှင်။ဒါကနည်းနည်းတုံနေတော့နားလည်ပြီကွာ။ချင်တာလေးတဘောကြလို့ခရင်ချင်တော့နည်းနည်းမများလေးထည့်ထားပြလိုက်ပါတယ်။နောက်တော့စင်ရတော့ချစ်တနီဖြစ်ပါရဲ့ရှင်။ချစ်တနီကိုနည်းနည်းလေးပဲထည့်ပါလိမ့်ရှင်။ပြီးတော့ချက်တုံဖြူကိုခုတ်ပါမယ်။ချက်တုံမဲဖြူတော့မဟုတ်ပါမဟာနီချစ်တယ်လည်းဖြူစမ်းပါတယ်။နောက်တစ်ဖိငါတော့ကျင်းနေကိုထောင်းပါမယ်ရှင်။ရှိသမျှအညိုးလည်းမကျင်းတဲ့ချက်တွေကိုဒီထဲမှာထောင်းထည့်ပလိုက်ပါပြီ။အဲ့ဒါနဲ့ကျင်းနေလုံးကြည်ပြီးဆိုတာနဲ့ချက်တုံဖြူချက်တုံနေငရုတ်ဒီထဲထောင်းပါမယ်ရှင်။ထောင်းမယ်အဲ့ဒီလိုနဲ့ထောင်းသွားလိုက်တာအခုဆိုရင်အထောင်းဖြစ်သွားပါပြီရှင်။ကြက်မီဖို့ပါစီအိုးလိုက်ပူလေးဆိုတော့မဟာညီတော့နွေးလေးထည့်ပါမယ်ရှင်။ပြီးရင်ခုနကတော့ထောင်းလာတဲ့ချက်တုံမျိုးချက်တုံငရုတ်ဒီကျင်းတွေကိုထည့်ပြီးကြော်ပါမယ်နော်။ပြီးတော့ဒီလိုနဲ့ကြော်သွားလိုက်တာသူကနည်းနည်းလေးတော့ကျက်လာပြီပေါ့နော်။အရင်တော့ကျွတ်တဲ့ထီတော့မဟာညီတော့မကြော်ပါဘူးနော်။နောက်တစ်ဆင့်ကတော့ခရမ်းချင်တီးနဲ့မုံကြီးကိုထည့်ပြီးတော့ကြော်ပါမယ်ရှင်။မွေးပြီးတော့ကြော်ပါမယ်နော်။ကြော်ရမဟုတ်ချက်တာမာလို့ဘာမှစကားတိတ်မမီဘူး။အဲ့ဒါလုံးနဲ့ချက်သွားလိုက်တာသူကနည်းနည်းတော့ဟောဖြစ်လာပြီဆိုမညီတို့မုံငင်းထုတ်ကိုထည့်ပြီးတော့မွေးပါမယ်ရှင်။အနက်လျော်မွေးနေရောပဲဟင်းလေးမွေးနေရင်လည်းအဲ့ဒီအကိုကျမကမွေးနှောင်းသွားတာတတိယပြီးတော့ကျမငိုခဲ့လိုက်ပါလေအဲ့ဒီလိုနဲ့ကြော်သွားလိုက်တာမလောက်ကိုထင်ပြီးတော့နည်းနည်းထည့်လိုက်ပါလေတယောက်တည်းဆိုတော့လေပြန်နေငမ်းပြည့်ပြီးရင်စားလေးထည့်ပါမယ်ရှင်ပြီးရင်ဟင်းချုံမုတ်လေးထည့်ပါမယ်နော်ပြီးရင်ကြက်တောင်မုတ်လေးထည့်ပါမယ်ရှင်ပြန်နေမကြက်တဲ့အချိန်လေးမှာမြင်းကြည့်လိုက်ပါတယ်ပြန်နေရပါပြီရှင်စားလို့ရပါပြီနော်အခုဗီဒီယိုကြည့်ရှုပေးကြတဲ့အရောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာကျမတို့ထပ်တွေ့ကြပါမယ်နော်။ Bye bye see you ไม่ค่อยใช้ยังวังเนาะมาตาเนอาริกาโตโกซามาทุกคนขอบคุณค่ะสูงดีบีบ๊ายบาย